စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာပစ္စည်းဥစ္စာတွေအရှိန်တွေနဲ့မဆိုင်ပဲစိတ်တွင်းကငြိမ်းချမ်းမှုကျဉ်းနှံ့မှုနဲ့အဓိပ္ပာယ်ရှိတဲ့ဘဝကိုဖန်တီးနိုင်မှုတို့နဲ့သာသက်ဆိုင်ပါတယ်စစ်မှန်တဲ့ပျော်ရွှင်မှုတွေကိုရရှိဖို့အတွက်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးပိုင်းဆိုင်ရာတွေကိုသယူဆိုင်ဖို့လိုအပ်ပါတယ်ပြည်သက်ကြီးအလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြပေးသွားမှာကတော့စစ်မှန်တဲ့ပျော်ရွှင်မှုဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးထဲမှာတော့စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေရရှိဖို့လှုံ့ဆော်ရမယ့်အချက်၅ချက်ကိုဖော်ပြပေးထားပါတယ်ပျော်ရွှင်မှုခက်ခဲနေတဲ့အခုလိုကာလမှာဒီဗီဒီယိုလေးကမိတ်ဆွေတွေအကျိုးရှိပါလိမ့်မယ်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်စစ်မှန်တဲ့ပျော်ရွှင်မှုတွေရရှိဖို့အတွက်မိတ်ဆွေအနေနဲ့ရည်မှန်းချက်ပန်းနိုင်တစ်ခုရှာမှတ်ရပါမယ်ဒီကနေ့ခေတ်လူတွေအထူးသဖြင့်လူငယ်တွေကိုကြီးလိုက်ရင်မပြောကြပါဘူးဝါဆိုတာကြီးကနေရတာလည်းဘာမှအတိတ်ပဲမရှိပါဘူးလို့သူတို့မြင်လာကြပါတယ်ဒီလိုခံစားနေရတာဥတီရည်မှန်းချက်ကင်းမဲ့နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီရှိဒီကမှာအလိုစိတ်မျိုးရှိတာလူငယ်တွေရဲ့အပြစ်မဟုတ်ဘူးဆိုပေမဲ့ရှင်းတဲ့နေတဲ့ကာလမှာတော့ရည်မှန်းချက်ပန်းတဲ့တည်းရှာမှတ်ပြီးတော့အဲ့ဒီရည်မှန်းချက်ပြည့်မီအောင်အစဉ်တစိုက်ကြိုးစားတင်တယ်လို့ကျွန်တော်မြင်ပါတယ်ဘာလို့လဲဆိုတော့ရည်မှန်းချက်မရှိတဲ့သူမှာရည်မှန်းချက်အထားမြတ်အောင်မြင်တယ်ဆိုတာမျိုးလည်းမရှိနိုင်လို့ပဲဖြစ်ပါတယ်အဲ့ဒါတွေမရှိရင်တော့ဘဝမှာအားတက်စရာပျော်စရာတွေလည်းမရှိလာနိုင်ပါဘူးနေရစင်မှာဘဝကိုအတိတ်ပဲမဲ့တယ်လို့မြင်တဲ့သူဟာကြီးလာတဲ့အခါမှာမပျော်ရွှင်နိုင်ရင်တော့မကအရှိနီးလာတဖြစ်ခဲ့တဲ့ခုဘဝတော့လည်းစိတ်မရှမ်းမသာဖြစ်ရပါလိမ့်မယ်အဲ့ဒီအပြင်ဒီမချက်ပန်းနိုင်မရှိတော့ကို့မှာငကိုမူလာပါလာတဲ့စွမ်းရည်တတိတွေကိုလည်းမထုတ်ယူမသုံးဆွဲဖြစ်ဘူးဖြစ်နေပါလိမ့်မယ်ဒါတွေပူပြီးဖွံ့ဖြိုးရှင်သန်လာအောင်လည်းမလေးချင်မပြိုးထောင်ဖြစ်တော့ပါဘူးကြီးကြီးကျယ်ကျယ်ဖြစ်ခွင့်ရှိခဲ့တဲ့လူငယ်တယောက်ဟာဒီမချက်ကင်းမဲ့နေရကြောင်းတဖြည်းဖြည်းကြုံပြီးတီးကွေးသွားပါတယ်နောက်တစ်နေ့ကိုယ့်ရုပ်ကိုမှတ်လဲပြန်ကြည့်တယ်လို့ကိုယ့်ဘဝပေါ်မှာပြန်လည်သုံးသပ်မိရဲ့အခါကျရင်အကြီးကျယ်နှမျောတတာဖြစ်နေရပါလိမ့်မယ်အခုလက်ရှိကျွန်တော်ကဖြစ်နိုင်ခြေရှိခဲ့ဖြစ်လဲဖြစ်သိခဲ့တဲ့ကျွန်တော်ကိုကြည်ခွဲစွာနှုတ်ဆက်မိပါတယ်လို့ Friedrich Hayek ကရေးသားခဲ့ပူပါတယ်အဲ့ဒီအဓိပ္ပာယ်ကတော့မနေ့ထင်ရဲ့ပျော်ရွှင်မှုဟာဒီကနေ့ဆုံးဖြတ်လောက်ကံမှုပေါ်မှာမူတည်နေကြောင်းပွင့်ရလိုက်တဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်စိတ်တဲ့ရှုတဲ့အားနည်းနေတွေကတော့လူတယောက်ရဲ့ဘောဟာအဓိပ္ပာယ်နှစ်တာကပြေဝနိုင်မှာမဟုတ်ပါဘူးကိုရှိတော့ပေါ်မှာဂုဏ်တည်ရှိရှိရနေရမယ်စားအခက်ခဲကြုံလာရင်ထွက်ပြေးတဲ့ဘက်ကိုအာတန်နေကြပါတယ်ကိုကရအလုံးမလုံးသလိုအုံနောက်ကလည်းပါတခုမှအာမထုတ်ပါဘူးစဉ်းစားခက်ခဲတခုပေါ်လာရင်ခေါင်းရှုံးမခံပဲဒီရက်ပြေးတောင်းမယ်စိတ်ညစ်စိတ်တွေအေးဆေးတွေတောင်းမယ်အလူလူတွေဟာလက်တွေ့ဘဝထဲမှာကျင်လည်ရတာတဲ့စိတ်ကူးရင်လောကအိမ်မက်လောကကိုပိုပျော်မွေ့လာပါတယ်ဝိတုတွေကဇက်ကောင်တွေရုပ်ရှင်တွေကဇလိုက်တွေရဲ့စွမ်းစားကန်းတွေအခက်ခဲတွေကိုရင်ဆိုင်ကျော်လွှားပုံတွေကြံမျိုးမျိုးကိုအောင်နိုင်ခဲ့ပုံတွေကိုကြည့်ပြီးတော့ကိုအောင်မြင်တယ်လို့ခံစားကြည့်နေကြပါတယ်ဒါပေမဲ့အိမ်မက်ကတော့အိမ်မက်ပါပဲအဲဒါကြောင့်မို့မိတ်ဆွေတွေနဲ့ရှီမဲချက်ပန်းနိုင်တဲ့ခုကိုမဖြစ်မနေရှာမှတ်တင်ပါတယ်နံပါတ်1စစ်မှန်တဲ့ပျော်ရွှင်မှုတွေရရှိဖို့ကိုယ်ပိုင်စိတ်ဆောင်တစ်ခုရှိရမှာဖြစ်ပါတယ်စစ်မှန်တဲ့ပျော်ရွှင်မှုတွေရရှိဖို့အတွက်လူတိုင်းမှာတိကျကိုယ်ပိုင်စိတ်ဆောင်တစ်ခုရှိတယ်ဆိုတာကိုသိမြင်ရပါမယ်ကိုယ်ထဲမှာကိုယ်ဘာသာတည်ဆောက်လို့ရတဲ့အဆောင်အုံအဲ့ဒီအဆောင်အုံကကိုယ့်ရဲ့ထိတ်ရှုံမှုအောက်မှာပဲရှိရမယ်လူတို့စွမ်းအားတွေကိုကိုယ်ဆုံးဖြစ်ချက်နဲ့ကိုတိတိကျကျအသုံးပြုတတ်ရပါမယ်အဲ့ဒီလိုစိတ်ဆောင်မျိုးမိတ်ဆွေမှာရှိရပါမယ်ဘာလို့မဆိုလောကကြီးထဲမှာကြည်ပြင်းလာတဲ့လျောက်အဝန်းကျင်လူပေါင်းများစွာစိတ်ဆောင်ပေါင်းများစွာရဲ့လွှမ်းမိုးမှုကိုအလင်းတင်များခံယူရတာရှိပါတယ်ဒါပေမဲ့သူများတွေစီကကောင်းတာတွေကိုလေ့လာမှတ်သားတွေ့ယူနေကြကိုယ်စိတ်နဲ့ကိုရက်တည်မယ်ဆိုတဲ့အရှိခံစိတ်ဓာတ်တော့ပြပြတတ်တာရှိဖို့လိုအပ်ပါတယ်လူတယောက်ရဲ့ကံကြမ္မာသူကိုယ်တိုင်ပေါ်မှာပဲအဓိကမူတည်တယ်ဆိုတဲ့စကားတစ်ခုရှိပါတယ်လူတယောက်ဟာသူများပြောတဲ့အတိုင်းလိုက်လုပ်ခဲ့သည်ဖြစ်စေကိုယ်သဘောနဲ့ကိုယ်လုပ်ခဲ့သည်ဖြစ်စေအပိတက်ရွေးချယ်ဆုံးဖြတ်သူကတော့ကိုယ်တိုင်ပဲဖြစ်ပါတယ်သူတို့ဘောင်းဩဇာအောက်ကဆုံးဖြတ်တာနဲ့ကိုယ်ရှိတော့ပေါ်မှာကိုရက်ပြီးဆုံးဖြတ်တာဒါပဲကွာပါတယ်သူဟာကိုယ့်ဘဝကံကြမ္မာကိုကိုယ့်ဘာသာရွေးချယ်သတ်မှတ်တယ်လို့ကိုယ့်ရဲ့စိတ်ဆောင်အောင်ကိုလည်းကိုယ်တိုင်ရွေးချယ်ပုံသွင်းခဲ့တာပါတတိရှိသူတရေဘောကြောင့်သူစိတ်တဲ့ကြံ့ခိုင်သူအရွယ်ညွန့်လဲသူအဆရှိရတွေဟာကိုယ့်ဘဝတည်တဲ့လျှောက်ကြုံတွေ့လာရတဲ့အခက်အခဲရှိတဲ့ပုံမှာနှုတ်ပြန်ရင်ဆိုင်ရင်းနဲ့လူသီးသီးကမိမိကိုယ်တိုင်တွေရွေးချယ်တည်ဆောက်ခဲ့တဲ့ဇယိုင်းလက္ခဏာတွေပဲဖြစ်ပါတယ်ကိုကဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကိုကိုယ်တိုင်ပဲသတ်မှတ်ရမှာပါအဲဒီလိုမှမဟုတ်ပဲနေရတဲ့ကသူများရေးကဲပဲကြည့်နေမယ်သူများကူညီမှုကိုစောင့်မျှော်နေမယ်သူများလမ်းညွှန်တဲ့အတိုင်းပဲလိုက်လုပ်မယ်ဆိုရင်တော့ဘုံတိတ်ခါရှိရဲ့လူသားတယောက်ဖြစ်လာမှာမဟုတ်ပါဘူးနောက်လိုက်တယောက်ဒုတိယတန်းစားလူတယောက်သာဖြစ်နိုင်ပါပဲဒါအပြင်ကိုပျော်ရွှင်မှုကသူများပေါ်မှာပဲမူတည်နေတယ်လို့ဖြစ်သွားပါလိမ့်မယ်နံပါတ်3လွတ်လပ်စွာရေးရှယ်ခွင့်လူမှာလွတ်လပ်စွာရေးရှယ်ခွင့်ဆိုတဲ့အရှိခံခွင့်ရဝေးကလေးကလိုလျောက်ပါလာပြီးသားဖြစ်ပါတယ်ကြုံတွေ့လာရတဲ့အရှင်လေးရဲ့ကိုကြိုက်တဲ့ပုံစံနဲ့ရင်ဆိုင်ခွင့်မိတ်ဆွေမှာရှိပါတယ်ခက်ခဲတာမလို့ရှောင်မိတ်သွားမလားဘလောက်ခက်ခဲသည်ဖြစ်စေအောင်မြင်အောင်ငါကြိုးစားမယ်ဆိုတဲ့စိတ်မျိုးနဲ့ရင်ဆိုင်ဖြစ်ရှင်းမလားဆိုတာတွေကမိတ်ဆွေကိုယ်တိုင်ရွေးချယ်ရမှာဖြစ်ပါတယ်အဲ့ဒီရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့မိတ်ဆွေရဲ့ဇယိုင်းလက္ခဏာဆိုတာကပေါ်လာတာပါတနည်းအားဖြင့်မိတ်ဆွေရဲ့စိတ်ဆောင်တစ်ခုဖြစ်တည်လာခြင်းလည်းဖြစ်ပါတယ်
လက်တော်လွယ်ကူအားကိုရွေးချယ်လိုက်တဲ့သူမျိုးတွေဟာသူတို့ဘာဥစားခံတွေဒုတိယတန်းစားလူတွေသာဖြစ်လာကြပါတယ်အလွယ်အခက်တဲ့လုံးတဲ့မလုံးတဲ့ဆိုတာနဲ့ရေရှည်ကြိုးစည်းပွားဆိုတာတွေကိုစဉ်းစားရွေးချယ်သူများမှာတော့ကိုယ်စိတ်နဲ့ကိုယ်သမားတွေပထမတန်းစားလူတွေသာဖြစ်လာကြပါတယ်ကိုယ့်ရဲ့ရွေးချယ်မှုပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းဆိုတာတွေကဖြစ်ပေါ်လာတာပါနံပါတ်၄စစ်မှန်တဲ့ပျော်ရွှင်မှုတွေရရှိဖို့အတွက်တာဝန်ယူတဲ့ရပါမယ်လူတွေရဲ့ရွေးချယ်ဆုံးဖြတ်ပုံအကြောင်းစဉ်းစားသုံးသပ်ကြည့်တဲ့အခါမှာတာဝန်ယူလို့စိတ်ရှိမရှိဆိုတဲ့အချက်တစ်ခုလည်းပေါ်လာပါတယ်တာဝန်ယူတဲ့ရှင်းဆိုတာကအရေးသေးပြေဝသူတယောက်ဖြစ်လာဖို့အတွက်အခြေခံလိုအပ်ချက်တွေဖြစ်တယ်လို့ဒေါက်တာဖရန်ကဲကဆိုခဲ့ပါတယ်တာဝန်ယူတဲ့သူတွေဆိုတာကပြဿနာကိုရင်ဆိုင်ရတဲ့သူတွေအခက်အခဲကိုမကြောက်တဲ့သူတွေပါလူတွေကိုကြည့်လိုက်ရင်အများစုကတာဝန်ယူရမှာကြောက်တဲ့သူတွေဖြစ်ကြောင်းတွေ့ရပါလိမ့်မယ်တာဝန်ပြီးမှကြောက်တာကိုတာဝန်ယူရတဲ့ကိစ္စမအောင်မြင်ဖြစ်မှကြောက်တာမအောင်မြင်မှကြောက်လို့တာဝန်ရှောင်တဲ့သူတွေဟာအောင်မြင်မှုဆိုတာနဲ့ဘယ်တော့မှတွေ့ခွင့်ရမှာမဟုတ်ပါဘူးမအောင်မြင်မှကြောက်တဲ့စိတ်ကြောင့်ကိုမအောင်မြင်ဖြစ်ကြရတာပါတကယ်တော့မအောင်မြင်တာကရှက်စရာမဟုတ်ပါဘူးဘာမှမလုပ်ပဲနေတာကသာရှက်စရာဖြစ်ပါတယ်အကြောက်တရားကြီးနေတာကသာဘဝရှိရေးအတွက်စိုးရင်စရာကြောက်စရာပဲဖြစ်ပါတယ်လောကမှာအောင်မြင်ကြီးပွားသူမှန်သမျှအခက်အခဲကိုမရှောင်လွှဲတဲ့သူတွေတာဝန်ယူရမှာမကြောက်တဲ့သူတွေကြီးပါပဲအဲ့လိုလူတွေကလူလက်စာရေးရှဲခွင့်ကိုအပြည့်အဝသုံးရှားတယ်လို့အခက်အခဲကိုရင်ဆိုင်မှုနဲ့ကိုယ့်ကိစ္စကိုတာဝန်ယူဖို့လဲလုံးဝဝန်မလေးသူတွေဖြစ်ကြောင်းတွေ့ရပါလိမ့်မယ်ဒီလူတွေရဲ့ဘဝမှာအောင်မြင်မှုတွေစိတ်သက်ကြစရာအခက်အခဲချက်တွေလည်းအများကြီးကြုံတွေ့ရပါတယ်ဒါပေမဲ့အဲ့ဒါတွေကိုကျင့်ကြံခိုင်းတယ်တတိအပြည့်နဲ့ရင်ဆိုင်တယ်ကြကုတ်ကြကဲဆွဲနဲ့တွန်းလှန်ကြွပြတ်တယ်အားကြောင့်လည်းကြီးကျယ်ညီမြတ်တဲ့အောင်မြင်မှုတွေရကြတာဖြစ်ပါတယ်တာဝန်ကြီးကြီးယူရမှသာအောင်မြင်မှုကြီးကြီးရဖို့ခွင့်လန်းရှိတယ်ဆိုတာကိုစဉ်းစားကြည့်ရင်ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ကိုလို့ရှင်တဲ့ຢာတွေကိုအောင်မြင်စွာလုပ်နိုင်တဲ့အခါမှာတော့စိတ်ပျော်ရွှင်မှုကိုရရှိနိုင်ပါတယ်နံပါတ်5ဆုံးဖြတ်ချက်များကိုမှန်ကန်စွာချမှတ်ခြင်းအထို့ထိပ်သို့တက်ရလန်းကအခက်ကျက်နဲ့လှရီဆိုတဲ့စကားတစ်ခုရှိပါတယ်ဒီ50ခုနှစ်လောက်ကစီနီကာဆိုတဲ့ပညာရှင်ကြီးပြောခဲ့တာပါဒီကနေ့ထိလည်းအဲ့ဒီလမ်းကမလျှော့မွေ့သေးပါဘူးဒီလမ်းကိုအောင်မြင်စွာရှောင်လန်းနိုင်ဖို့အတွက်ဆုံးဖြတ်ချက်တွေကိုပြီးရှောင်မှတ်နိုင်ဖို့ကလည်းအလွန်ရည်ကြီးပါတယ်ဟိုခီးတစ်လျှောက်မှာလမ်းစုံလမ်းကွာတွေအများကြီးတွေ့ရမှာပါဘယ်လမ်းကိုလိုက်မလဲရွေးချယ်ဆုံးဖြတ်ရတာတွေတက်မဲ့လမ်းလားဆင်းမဲ့လမ်းလားခွင့်ပြုမဲ့လမ်းလားဆိုးရိုးမဲ့လမ်းလားဆိုတာတွေကိုမှန်မှန်ကန်ကန်ခွဲခြားစစ်ဆေးနိုင်ဖို့လိုအပ်ပါတယ်ဒါပေမဲ့လမ်းကြောင်းမှန်ကိုရွေးချယ်နိုင်ုံနဲ့လည်းမပြီးသေးပါဘူးအဲ့ဒီလမ်းကိုတကယ်ရှောင်လန်းဖို့လည်းလိုအပ်ပါသေးတယ်ဒေါက်တာဖရန်ကီကတော့ပျော်ရွှင်မှုဆိုတာတစုံတရာထမြောက်အောင်မြင်အောင်ဆောင်ရွက်နိုင်မှုပုံမှန်တာမူတည်တယ်လို့ဆိုခဲ့ပါတယ်ထမြောက်အောင်မြင်မှုဆိုတာကတော့ကိုယ့်အိမ်မှာတန်ရှင်းလောက်တာကနေသမထရွေးချယ်ခံတာဒီအကျုံးဝင်ပါတယ်ဝိစုတယောက်ကိုကူညီလိုက်နိုင်တာဆောင်းမွေးပွဲမှာအမှတ်ကောင်းတာစပိန်စီးတင်လို့တက်သွားတာဒါတွေအလုံးဟာထမြောက်အောင်မြင်မှုတွေပါပဲအဲ့ဒါတွေအလုံးကတော့အလုံးလုံးရှင်းပုံမှာပဲအရှိချမ်းပါတယ်အလုံးမလုံးကနေတော့ထမြောက်အောင်မြင်မှုမရရှိနိုင်ပါဘူးထမြောက်အောင်မြင်မှုမရှိရင်စိတ်ရှမ်းသာပျော်ရွှင်မှုလည်းမရလာနိုင်ပါဘူးအလုံးနဲ့ရှမ်းသာပျော်ရွှင်မှုဆိုတာကတော့တွဲတဲပဲဖြစ်ပါတယ်ကိုယ်စိတ်နဲ့ကိုရက်တည်ရတဲ့သူတွေအဝေယူရမှာဝေပလေးတဲ့သူတွေယုံကြည်ရာကိုဇွဲတန်နဲ့လှုပ်တဲ့သူတွေဒါရေရှည်တည်ရတဲ့ဘဝရဲ့ရှမ်းသာဒုက္ခတွေနဲ့ပျော်ရွှင်မှုတွေကိုခံစားနိုင်ကြပါတယ်အခုကျွန်တော်ပြောသွားတာတွေကတော့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေပဲဖြစ်ပါတယ်ဒီဟာတွေကိုလုပ်နိုင်ဖို့အတွက်မိတ်ဆွေမှာကျန်းမာရေးပိုင်းဆိုင်ရာပြည်စုံမှုလည်းလိုအပ်ပါသေးတယ်အဲဒါကြောင့်မို့မိတ်ဆွေအနေနဲ့ကျန်းမာရေးပိုင်းဆိုင်ရာကောင်းမွန်ပြီးတော့ရေရှည်တည်တဲ့နဲ့ရှမ်းသာဒုက္ခတွေနဲ့ပျော်ရွှင်မှုတွေရပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ဒီစုပေးသွားတဲ့ပရိသတ်ကြီးအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဒီအကြောင်းအရာတွေကိုတော့ကိုယ်ပိုင်လုပ်ငန်းနဲ့ကြီးပွားမဲ့ပုံကိုဆိုတဲ့စာအုပ်လေးတွေကအဓိကထုတ်လုပ်ပြီးတင်ပြထားခြင်းပဲဖြစ်ပါတယ်နောက်ပတ်ဒီလိုချိန်မှာလည်းပေးစုတွေအောင်မြင်မှုအတွက်ကြိုးရှိစေမဲ့ဗီဒီယိုလေးကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော်